ကိုရီဘက်ကဆရာလောင်ကြီးပါလာရင်ဘွဲတိုင်းရှုံးနေလို့ဆရာလောင်ကြီးကိုကြောက်ပါတယ်ဆိုကမှဒီဘက်မှာလည်းတက်ဆန်ဆရာလောင်ကြီးကကိုရီဘက်ကပါလာပါတယ်တဲ့ဒီကြားတဲ့နာမည်လေးကိုလည်းရှိုးလိုက်ပါဦးမဟုတ်ပဲရင်တဲ့ဒီဘက်မှာလည်းကိုကတော့ရာရာလေးကိုပဲကင်ထားတာပေါ့နော်ထို့တိုင်းမဲ့ EXP လင်းဘက်ကရက်ပတ်လေးရင်းစားမယ်ပြီးရင်တော့ဂိုလင်းဘက်ကိုသွားကန့်မယ်ပေါ့နေုံနေကိုမကန့်ခင်ဒီဘွဲတော့ဆရာလောင်ကြီးပါတယ်ဆိုတော့ဖျားစာလေးပါလေးထုတ်ပြီးရုံမှာဒီလိုနဲ့ကိုကမဲလေးကိုရောက်နေတဲ့ချင်းကိုရဲ့ blue band နားမှာ enemy ဘက်ကကောင်တွေကတော်တော်လေးကိုနေကြုံနေပြီဗျဘောင်ဆိုင်ကလော်လေးရလည်းပေးလိုက်ရတယ်ဆိုတော့နေကြုံနေတဲ့ကောင်လေးတွေဝိုင်းပြီးတမတော့တာပေါ့ဒါပေမဲ့လည်းမမခင်မီလေးကိုပြန်ရထားတယ်ဆိုတော့တန်တယ်လို့တော့ပြောလို့ရတာပေါ့မောင်ဘိုက်ဘူကလည်းဆွဲတယ်ဗျာဆွဲသမျှကိုနောက်ကမမဟန်နဘီလေးရတယ်ဖြတ်ပေးရဆိုတော့မမဟန်နဘီလေးကတော့စောစောစီစီအချိန်လေးကောင်းသွားတာပေါ့ဒီလိုနဲ့လက်လွန်ကျက်သွန်နေဖြစ်နေတဲ့မမဟန်နဘီလေးကိုမောင်ကလင်းအတင်းလိုက်ပြစ်နေတာတွေ့တော့ကိုကလည်းသွားပြီးကဲပေးရသေးတာပေါ့ငယ်ငယ်ချင်းတန်ရောစင်နဲ့ကဲပေးတာနော်မမဟန်နဘီလေးအဲ့ဒါနဲ့မလေးမလင်းရှင်းနေတဲ့မမခင်မီလေးကိုတွေ့တော့လေကိုကရှယ်ရိုလာလေးပြပြီးတော့အတကုံတီးမယ်လောက်တာရှယ်ရိုလာပြကောင်းသွားတာခင်မီရဲ့စတန်လေးနဲ့တော့ကိုကခင်မီကိုလွတ်သွားတယ်တဲ့ဒီလိုနဲ့နောက်မှကျန်ရှိနေသေးတယ်မောင်ကရောကြီးကိုပဲဝိုင်းပြီးတမတော့တာပေါ့မောင်ကရောကြီးကိုအဲဒီသုံးလိုက်တာကန်ကောင်းတော့လွတ်တော့မလို့တော်သေးတယ်ရှေတုံးနောက်ဆုပ်ကိုလေးကဝင်းပြီးကဲပြီးလို့မဟုတ်ရင်မောင်ကရောကြီးကလွတ်အောင်မှာနောက်ကနေလိုက်လာခြင်းနဲ့ရှေတုံးနောက်ဆုပ်အကိုလေးကိုလည်းပြန်ပြီးလှန့်ခဲ့ရသေးတယ်ဗျဒီလိုနဲ့ပေါ်လိုက်မှာဗတယ်ဖြစ်နေတာတွေ့တော့ကိုကလည်းနောက်ကနေကတ်ထိုးလေးကတ်သွားရတာပေါ့မမခင်မလေးကိုအပိုင်ပဲဆိုပြီးရှယ်ရိုတဲ့တာလွဲတယ်ဆိုပေမဲ့လည်းပတ်စစ်လေးနဲ့ပလိန်လိုက်ခုတ်ပြီးတော့ကေးတကောင်ကောက်လာခဲ့တာပေါ့ဒီလိုနဲ့ enemy ဘက်ကခြုံထဲမှာကတ်တိုးလေးနေနေရင်လည်းအမလေးမောင်ကရောကြီးကကို့မတွေ့ဘူးဗျအဲ့ဒါနဲ့နောက်ကနေဟိုပြစ်ဒီပြခြုံစစ်နေတဲ့မမခင်မီလေးကိုပဲဆိုလိုကေးနေတဲ့ကေးတကောင်ထပ်ပြီးကောက်လာခဲ့လိုက်တာပေါ့အဲ့ဒါကြောင့်ပြောတာရောမာတွေကရှေ့ရသွားပြီးဆိုရင်တွေ့တဲ့ခြုံစစ်စစ်ပြီးသွားပါလို့ဒီလိုနဲ့ကိုက enemy blue ball လေးကိုတိတ်တကိုးလေးကတ်စားပြီးနောက်မင်းလေးကတက်သွားတဲ့ခွေလေးတွေကိုတကောင်ကောင်လို့ရှင်းမှာပဲဆိုပြီးခြုံထဲကနေကတ်တိုးလေးစောင့်နေတာပေါ့ထေထားတဲ့အတိုင်းရှင်းနေတဲ့မမခင်မီလေးကိုတွေ့တော့ရှယ်ဒေါ်လာလေးနဲ့ကေးမယ်လို့စတန်တစ်ချက်မိသွားတာဒါပေမဲ့လည်းမမခင်မီလေးရဲ့မင်းရရလက်ကနေမလွတ်ပါဘူးအလဲကိုရီးယားမလေးမှာကေးကောက်ကောင်းနေတော့ပေါ်လေးမှာလည်းရှေ့တော့နောက်ဆုတ်ကောင်းလေးရလည်းလိန်ခိုးတယ်ဗျဆရာလောင်ကြီးကိုကြောက်လို့ပြန်ပြေးလာတယ်ရှေ့တော့နောက်ဆုတ်ကောင်းလေးကိုရှယ်ဒေါ်လေးထည့်ထားပြီးတော့ဒဘယ်ရီကောလေးပြပြီးတော့ကိုကောင်တွေဒိုင်းမိတ်ဝိုင်းပေးတာကိုခဏဆောင်ပြီးဝမ်းဟစ်အလှလေးနဲ့ကေးတော့ကောက်လာခဲ့လိုက်တယ်မှတ်ပြီးတာလည်းရန်ခိုးရှင်းခြင်းအောင် enemy rebel လေးကိုပါဆယ်ထုတ်ပြီးတဲ့ချိန်ပေါ်လေးကိုရှင်းနေတယ်မောင်ကလင်လေးကိုတွေ့တော့လဲရှယ်ဒေါ်လာလေးသွားထည့်ပြီးတော့မောင်ကလင်လေးလည်းလှလှပပလေးနောက်ထပ်ကေးတဲ့ကောင်တတရာပဲကောက်လာခဲ့လိုက်တာပေါ့အဲ့ဒါနဲ့အောက်လမ်းမှာလည်းမကြောက်မရွံ့နဲ့ရှေ့တော့နောက်ဆုတ်ကောင်းလေးကလိန်ကိုထွက်ရှင်းနေပြန်ပြီးဒီလိုနဲ့ကိုကလည်းအပိုင်ပဲဆိုပြီးတော့ရှေ့တော့နောက်ဆုတ်ကောင်းလေးကိုအဲဒီတွေသုံးပြီးတီးလိုက်တာဆရာလောင်ကြီးကကေးလာကောက်သွားပါတယ်တဲ့အဲ့ဒါနဲ့ကေးလာကောက်တဲ့ဆရာလောင်ကြီးကိုဝိုင်းသမနေတဲ့မမခင်မီလေးတို့ကိုပဲနောက်ကနေအပိုင်ကပ်ပြီးတော့တီးလိုက်တာပေါ့ခင်မီလေးတကောင်တော့ရလိုက်ပါတယ်ဒါမဲ့ဂရော်ကြီးကိုလည်းကိုပိုက်ဘူးကြီးကဆွဲစားသွားပါတယ်တဲ့ဒီလိုပါပဲစားတရားလေးတွေတော့မျှဝေစားကြတာပေါ့နော်ကိုရီဘက်ကကောင်တွေရတယ်ဗတဲ့သားပါတယ်ဆို enemy tower နားအောင်မခွာဘူးမောင်ကကကြီးကလည်းမျက်လုံးနောက်လို့ဆိုပြီးအတင်းပြစ်ခုတ်တော့အနောက်နေရန်သားနဲ့ဗတဲ့ပြင်းနဲ့ပြစ်နေတဲ့မောင်ကလင်လေးကိုပဲကိုကသွားပြီးကေးတကောင်ကောက်လာခဲ့လိုက်တာပေါ့မကောက်လို့လည်းမရဘူးဒီကောင်နောက်ကနေဒိုင်းမိတ်တွေကိုပလိန်ပေးမဲ့ကောင်လေကိုကအောင်လန်းရှင်းနေတော့မဲလိန်ကနေတက်သွားတဲ့လော်ကြီးနဲ့အတူကိုကောင်လေးကဗတဲ့တွေကိုအသေးအံကျုံနေပြီကိုကလည်းအဲ့ဒါနဲ့နောက်ကနေရှင်းရိုးလေးသွားထည့်ပြီးတော့အဲဒီတွေပန်းချလိုက်တာကန်ဆိုးသူမောင်ကလင်လေးကတော့နောက်ထပ်ကကိုယ့်ရဲ့လက်ချက်နဲ့ရှောသွားပါတယ်တဲ့ဒီလိုနဲ့ကိုရီဘက်ကကောင်လေးကလည်းအမြန်အံ့ဖို့လို့ enemy ဘက်ကကောင်လေးကလည်းအသက်ကုန်ကအဲ့ဒါနဲ့ရှေ့မှာကိုယုကရက်ကနေတယ်မောင်ကရောကြီးပဲဝိုင်းပြီးတမလိုက်ကြတာပေါ့ဒီလိုနဲ့ရရလေးတို့ကတော့ပွဲကိုအမြန်မြန်အံ့ဖို့တော့ပို့ပြီးလုပ်ပြီးပေါ့အဲ့ဒါနဲ့ shadow တွေထည့်ပြီးအဲဒီတွေပိုင်းလိုက်တယ်ဆိုပေမဲ့ကေးရတကောင်မှမရလိုက်ပါဘူးတဲ့ကေးမရဘူးဆိုပေမဲ့ဒီကောင်တွေကိုကောက်လို့မရအောင်လှုပ်ထားသလိုဖြစ်သွားတာဆိုတော့ကိုရီဘက်ကမမဟန်နဘီနဲ့ဆရာလောင်ကြီးလက်ချက်နဲ့တာဝါကြီးကကျိုးသွားပါပြီအဲ့ဒါကြောင့်ပြောတာဆရာလောင်ကြီးပါလာတိုင်းကြောက်နေရတယ်ဆိုပေမဲ့ရရလေးလိုမျိုးရေရချေဖျားစာဝတ္ထုလေးကိုရွတ်ပေးမယ်ဆိုရင်တော့အဲ့ဒီပွဲက easy win ပဲလို့နော်